အားလုံးပဲမင်္ဂလာပါခင်ဗျာဒရာဆန်ဂျူရီ channel မှာနေပြီးကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒရာဆန်ဂျူရီကိုစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ဒရာဆန်ဂျူရီရဲ့ချစ်မိတ်ဆွေဒူရီဘာသာရှင်ပရိသတ်ပေါင်းအားလုံးတို့နဲ့တကွာဒရာဆန်ဂျူရီကို like and subscribe များဖြင့်အားပေးကြတော့ချစ်မိတ်ဆွေဒူရီဘာသာရှင်ပရိသတ်ပေါင်းအားလုံးတို့ကိုအထူးပဲကျေးဇူးတင်ရှိပါကြောင်းဒရာဆန်ဂျူရီမှာနေချလာရေးပြောကြားလိုက်ပါတယ်ဒရာဆန်ဂျူရီမှာနေ10 ရက်6လ2026တနင်္လာနေ့မှစ၍12 ရက်6လ2026တောက်ကြနေ့အတွင်းမှာအထူးမွေးရမယ်ဝေကနနှစ်ကွက်ကိုတင်ဆက်ပေးလိုက်ပါတယ်နံပါတ်1အနေနဲ့တင်ဆက်ပေးထားတာတော့တနင်္လာနေ့တောက်ကြနေ့ထိအထူးမွေးရမယ်ဝေကနနှစ်ကွက်ဖြစ်ပါတယ်အဲဒီအထူးမွေးကနနှစ်ကွက်ကိုပြီးတော့ဆန္ဒရှိတဲ့ဆိုတာကတနင်္လာနေ့တောက်ကြနေ့အတွင်းမှာလိုက်ပါ၍ကစားနိုင်ပါတယ်ကစားတဲ့နေရာမှာဒရာဆန်ဂျူရီရဲ့အခြေခံလိုင်းနီးစနစ်ဖြစ်တဲ့1.5စာရိုးလိုင်းနီးနဲ့ကစားလိုပါကကစားနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းသိကောင်းပါလိုက်ပါတယ်ဒါဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒရာဆွမ်းဒူရီ channel မှာနေ၍ကြိုးနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒရာဆွမ်းဒူရီ channel မှာနေ၍10 ရက်6လ2026တနင်္လာနေ့မှတည်၍12 ရက်6လ2026ထိထူးမွေးရမယ်တင်ပေးလိုက်တဲ့အထူးမွေးကနန်းနှစ်ခွက်ဟာဆိုလို့ရှိရင်ယနေ့12 ရက်6လ2026တနင်္ဂနွေနေ့တောက်ကြနေ့မနေ့မှာတော့68ကျဲဆိုပြီးတော့အောင်မြင်သွားခဲ့ပြီဖြစ်ပဲဆိုတဲ့အကြောင်းကိုဒရာဆွမ်းဒူရီကိုချစ်ခင်နှစ်သက်စောင့်မျှော်ကြည့်ရှုနေကြတဲ့ဒရာဆွမ်းဒူရီရဲ့ချစ်မိတ်ဆွေဒူဒီဝါနာရှင်ပရိသတ်ပေါင်းတို့ကိုလေးစားစွာဖြင့်အသိပေးအကြောင်းကြားအပ်ပါတယ်ဒရာဆွမ်းဒူရီ channel မှာနေ၍ယခုကဲ့သို့တန်ဖိုးကြီးသောကဏ္ဍများ break များအခွေများကို free နေဖြင့်မေတ္တာအပြည့်ထားပြီးတော့မေတ္တာစေတနာအပြည့်ဝထားပြီးတော့တင်ပေးလျက်ရှိပါတယ်အဲ့လိုတင်ပေးတဲ့အခါမှာ channel ကို like and subscribe လုပ်ထားတဲ့သူများသာလျှင်ဒရာဆန်ဒူရီ channel ရဲ့ခေါင်းစဉ်အောက်က short video မှာတွားရောက်ကြည့်ရှုရှာဖွေပြီးတော့အချိန်မီမြင်တွေ့ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒရာဆန်ဒူရီမှာတင်ပေးသမျှဗီဒီယိုများ post များကိုအချိန်မီတွေ့မြင်သိရှိနိုင်အောင်လို့ channel ကိုတွေ့မြင်တိုင်းက like and subscribe များလုပ်ပြီးတော့အားပေးကြည့်ရှုကြဖို့အထူးလေးစားစွာဖြင့်မေတ္တာရက်ခံအပ်ပါတယ်ယခုဆိုရင်တော့ဒရာဆွမ်းဒူရီမှာတနင်္ဂနွေနေ့ဟာညတင်ပေးလိုက်တဲ့ဗီဒီယိုမှနေ၍ယခုတနင်္လာနေ့ယခုတောက်ကြနေ့12 ရက်နေ့မနေ့မှာဆိုရင်တော့ဖြင့်25နဲ့98ဆိုပြီးတော့အရင်ဘက်ကတော့2သိန်းတန်ဆိုပြီးတော့3ခွက်တင်ပေးခဲ့ပါတယ်အခုကတော့2ခွက်တည်းဆိုတော့ဘယ်နှသိန်းတန်မလဲဆိုတာကိုကြည့်ရှုသူပရိသတ်အပေါင်းကလည်းအကဲဖြတ်စီကြပါတယ်25နဲ့98ဆိုတဲ့အထူးမွေးရမယ်ကဏ္ဍ2ခွက်ထဲကနေပြီးတော့တောက်ကြနေမနေ့မှာတော့98ဟာအောင်မြင်မြင်နဲ့ထွက်သွားခဲ့ပြီဆိုတဲ့အကြောင်းကိုဒရာဆန်ဒူရီကိုချစ်ခင်နေတဲ့စောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ဒူဒီဝါနာရှင်ချစ်ပရိသတ်မိတ်ဆွေပေါင်းအားလုံးတို့ကိုအသိပေးအကြောင်းကြားအပ်ပါတယ်အလွန်တရာမှာတန်ဖိုးရှိတဲ့ကဏ္ဍဖြစ်ပါတယ်အဲ့ဒီလိုပဲဒရာဆန်ဒူဒီကနေပြီးတော့တင်ဆက်ပေးခဲ့တဲ့ယခုတစ်ပတ်မှာဆိုရင်ဖြင့်တောက်ကြနေမနေ့မှာ68ဟာအထူးမွေးနှစ်ကွယ်မွေးရမယ်လို့ပြောခဲ့ပါတယ်เนาะ
အားဒါကြောင့်မလို့ဒီကိုရှေ့ဟာတောက်ကြံနေမနေ့မှာအောင်မြင်ခဲ့ပါတယ်အမှန်ဆိုရင်သရာဆွမ်းသူတွေမှန်းထားတာကြာတာပတိနေ့ညနေမှာ2-5ကိုမှန်းထားတာဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့2-5ကမနေ့ပြန်မနေ့ကညနေကြာတာပတိညနေက2-5ပြပြီးမှ2-3ဆိုပြီးတော့သူက2-3ဆိုပြီးကြာသွားခဲ့တာပါဒါကြောင့်မလို့ကြံတဲ့ကိုရှေ့ကဒီမနေ့မှာကိုရှေ့ဆိုပြီးတော့တဲ့အောင်မြင်ခဲ့ပါတယ်2ကွက်ထဲပေးခဲ့တာပါအဲ့ဒီလိုပဲနံပါတ်2ကို10ခွက်မွေးကနန်းကိုဗိုလ်တဟူးမကျော်မှာတကွဲနဲ့တပတ်အတွင်းမှာအနည်းဆုံး2ကြိမ်ထွက်ပေးရမယ်လို့ပြောခဲ့တာပါတယ်အားကြောင့်မလို့အဖွင့်နေ့မနေ့မှာပဲ96ခါတစ်ကြိမ်နောက်တစ်ကြိမ်2ကြိမ်အောင်မြင်ခဲ့ပြီးတော့96 2ကြိမ်နဲ့28တစ်ကြိမ်64တစ်ကြိမ်စုစုပေါင်း4ကြိမ်တီအောင်မြင်ခဲ့တာဖြစ်ပါတယ်ယခုတစ်ပတ်မှာရင်သခင်ဘက်ကတင်ပေးခဲ့တဲ့တသိန်းတန်ဘရိတ်ဖြစ်တဲ့ခွန်ဘရိတ်ဟာလည်းယခု68ဆိုပြီးတော့အောင်မြင်နေခွန်ဘရိတ်ကျသွားခဲ့ပြီဖြစ်ပါတယ်လို့အဲ့ဒါကိုလည်းအသိပေးရပါတယ်เนาะ38ဘရိတ်ဟာဆိုရင်လည်းတွဲမွေးရမယ်လို့ပြောခဲ့တာပါအဲ့38ဘရိတ်ထဲကနေပြီးတော့6ဘူးဆိုပြီးကြားခဲ့တဲ့အတွက်10ဘရိတ်ဟာလည်း38ဘရိတ်တွဲရလည်းအောင်မြင်ခဲ့ပါတယ်9-3 ဘရိတ်အနေနဲ့ကတော့ပြောစရာမရှိပါဘူး96နှစ်ခါ28တစ်ခါနဲ့မနေ့ကညနေက23တစ်ခါဆိုပြီးတော့4ချိန်တိုင်အောင်မြင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့ဒရာဆန်တူရီ channel မှာနေယခုတစ်ပတ်တင်ဆက်ပေးခဲ့တဲ့8ရက်6လ26တနင်္လာနေ့မှာ12ရက်6လ2026ဗုဒ္ဓဟူးနေ့အထိအုပ်စု5မျိုးကဏ္ဍများဟာဆိုရင် 100% ဆိုပြီးတော့အားလုံးရာနှုန်းပြေအောင်မြင်ခဲ့ပြီဆိုဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုဒါဆွမ်းတူရီရဲ့ချစ်မိတ်ဆွေတူရီဝါနာရှင်ပရိသတ်အပေါင်းတို့ကိုသိစေအပ်ပါတယ်အသိပေးအပ်ပါတယ်အလွန်တရာနှမျောဖို့ကောင်းတာကတော့ယခု live မှာတောက်ကြနေအထိကြည့်ရှုသူ35ဦးပဲရှိပါတယ်ဒါဒရာဆွမ်းတူရီ channel ကို subscribe လုပ်ထားတဲ့လူပေါင်း119ယောက်ရှိပါတယ်တကယ်ဆိုရင်ယခုကြည့်ရှုတဲ့ရာခိုင်နှုန်းကဆိုရင်25ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းကသာကြည့်ရှုတာဖြစ်တဲ့အတွက်ကြောင့်မလို့ယခုကဲ့သို့ဒရာဆွမ်းတူရီရဲ့တန်ဖိုးရှိတဲ့ကဏ္ဍတွေကိုမရလိုက်တာဟာကျန်သော80ရာခိုင်နှုန်းသောချစ်ပရိသတ်ပေါင်းတို့မရလိုက်တာဟာအလွန်တရာမှာဒရာဆွမ်းတူရီအနေနဲ့နှမျောမိပါတယ်ဒရာဆွမ်းတူရီကဒီကဏ္ဍတွေကိုတင်ဆက်တယ်ဆိုတဲ့နေရာမှာအလကားတက်တက်မဲ့ချင်ရလျှောက်ပြီးတော့တင်ဆက်တာမဟုတ်ဘူးဆိုတာကိုအခုလောက်ဆိုရင်ကြည့်ရှုသူပရိသတ်အပေါင်းလည်းသဘောပေါက်လောက်ပြီဖြစ်ပါတယ်ဒရာဆွမ်းတူရီရဲ့စွမ်းရည်ကိုသိမြင်လို့လဲဆိုရင်ဒရာဆန်တူရီရဲ့အောင်မြင်မှုတွေကို channel မှာပြန်ကြည့်လိုက်ပါပြီးခဲ့တဲ့3ဘတ်စလုံးမှာ3သိန်းတန်3ခွက်ထဲက2သိန်းတန်3ခွက်ထဲကတကွက်စီက3ဘတ်စတိုက်အောင်မြင်ခဲ့ပါတယ်ယခု3သိန်းတန်လို့တင်မပေးပေမဲ့လို့2ကွက်ထဲတင်ပေးရတဲ့ကြောင့်ဒီခွေကထွက်ပဲဆိုရင်3သိန်းတန်အခွေဖြစ်ပါတယ်2ကွက်ဖြစ်ပါတယ်အဲ့ထဲက68ဟာလည်းတကယ်အောင်မြင်ခဲ့ပါတယ်ဟာဒီ10ကွက် site ထဲကလည်း4ကွက်အောင်မြင်ခဲ့ပါတယ်ဒီ com break ဟာလည်း3သိန်းတန် break ဖြစ်ပြီးတော့တကယ်အောင်မြင်ခဲ့ပါတယ်38 break တစ်စုံဟာလည်းတာတာလေးအောင်မြင်ခဲ့ပြီးတော့9-3 break ဟာလည်းတာတာလေးအောင်မြင်နေတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒရာဆွမ်းတူရီရဲ့တန်ဖိုးကိုသိရှိနားလည်ပြီးတော့ဒရာဆွမ်းတူရီဟာတင်ပေးသမျှတွေကိုစိတ်ပါဝင်စားစွာနဲ့စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ရာဆန်တူရီမှာအလေးနဲ့မေတ္တာရက်ခံပန်ကြားအပ်ပါတယ်အားလုံးသောချစ်မိတ်ဆွေတူရီဝါနာရှင်ပရိသတ်အပေါင်းအားလုံးတို့ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာ၍ကောင်းကျိုးလျာဆန္ဒပြည့်စုံကြပါစေဒရာဆွမ်းတူရီမှာပေးသောကဏ္ဍများဖြင့်ကန်ဆတ်၍ငွေကြေးလက်လာပါများလည်းရရှိကြပါစေစီးပွားရေးများလည်းအဆင်ပြေကြပါစေအောင်မြင်နိုင်ကြပါစေဒရာဆွမ်းတူရီကိုလည်းချစ်ခင်နှစ်သက်ကြည့်ရှုအားပေးနိုင်ကြပါစေ